ဈေးရောက်မကောင်းဘူးဆရာမရေဈေးရောက်နေပါနေတယ်နော်ဈေးရောက်ရတာပျော်ရွှင်မှုကိုမရှိတော့ပါဘူးကိုလိုပဲစိုင်တွေကလည်းအများကြီးပဲဖြစ်လာတယ်ဒါကြောင့်ကိုမရောင်းရတာစသဖြင့်အဲ့လိုညီးနေတဲ့သူလေးတွေတကယ်ကိုနော်ဒီဈေးအရန်ရောင်းကောင်းစေတဲ့နည်းလေးကိုဆရာမပေးမယ်တချို့ဆိုလို့ရှိရင်နော်ရှိသမျှပစ္စည်းတွေကုန်တဲ့အထိကိုပဲနော်ရောင်းရတဲ့သူတွေနော်အများကြီးပဲကိုကယုံကြည်ဖို့ပဲလိုတယ်အဲ့တော့ဆရာမပြောတဲ့အတိုင်းပဲနော်ဒီလိုလေးတွေလောက်ကြတဲ့အခါမှာနော်တကယ်ရောင်းကောင်းတော့တကယ်လာကြွားကြတာပြီးတော့တကယ်ကျေးဇူးတင်ကြတာနော်အဲ့တော့ဒီမှာဆိုရင်ဆရာမပြထားတဲ့ comment လေးကဆရာမတဲ့ထွင်ကရွတ်တာဈေးရောင်းကောင်းပါတယ်ရှင်ကျေးဇူးပါရှင်ဆရာမတဲ့တကယ်တွေ့ပြီနော်ဒီအကောင့်ပိုင်ရှင်လေးလာကြွားပြီအဲ့ဒါသူဘလို့ရွတ်သွားတာလဲဆိုတော့ဆရာမနဲ့တူတူလိုက်ဆိုတယ်ဆရာမကျမကတော့ဈေးအတကုံရောင်းကောင်းခြင်းတယ်ဘာရောင်းနော်ဘာပဲရောင်းတော့စားစီဟာရောင်းအဝတ်အထည်ရောင်းရွှေစိန်နော်စသဖြင့်ကားအိမ်နော်ဟိုခြံနေတိုက်တွေမြေခွက်တွေလဲရာတွေဘာရောင်းနော်ယုံကြည်ဆိုပါတကယ်ရောင်းကောင်းတာပါเนาะဆရာမရဲ့ကိုရွှေစင်အကောင့်အဟောင်းလေးကเนาะဒီဘန်းထီသွားလို့ဒါ7.8 million ထိရပြီးပြီအင်မတန်လူเนาะအခက်ခဲလူတွေရဲ့အခက်ခဲမြောက်ဘောင်းမြောက်များစွာကိုတကယ်ပြည်လေစီတဲ့เนาะဒီ comment တွေအများကြီးပဲအခုဒီထဲမှာလည်းရှိတယ် Facebook မှာဆိုရင်เนาะဒီကိုရွှေစင် page မှာသွားပြီးတော့ကြည့်လို့ရပါတယ် Facebook မှာအင်မတန်မှအောင်မြင်နေကြတယ်เนาะအင်မတန်မှပြည်လေနေကြတယ်အရန်ဝမ်းသာစရာကောင်းတယ်เนาะအဲ့တော့ဒီအကောင့်လေးကိုလည်းအရန်ကျေးဇူးတင်ပါတယ်။နောက်လေလာကြပေးပါအောင်။နေ့ရက်တိုင်းဈေးတွေအတကုံရောင်းကောင်းပါစေလို့ဆရာမဒီနေရာနေဆူတောင်းပေးပါတယ်ရှင်။အဲ့တော့ဆရာမနဲ့တူတူဈေးရောင်းကောင်းမှုတဲ့ဘယ်လိုဆိုမလဲဆိုကြရအောင်။ထွင်ကနီတိုင်းဈေးအရန်ရောင်းကောင်းပါလို့ထွင်ကငါကဆိုတစ်ခါဆူတောင်းထွင်ကငါကဆိုတစ်ခါဆူတောင်းအားတိုင်းနာတိုင်းဆိုနော်အကျင့်ကြီးများဆိုနော်များလေကောင်းလေပဲနော်တခြားအရာတွေစဉ်းစားနေမယ်အစားအားသွားရင်ထွင်ကားလေးဆိုပြီးဈေးရောင်းကောင်းဖို့ဆူတောင်းသူ့လိုမျိုးရောင်းကောင်းလာတဲ့နေ့တနေ့ကျရင်ဆရာမကိုလာကြွားလေပိုရောင်းကောင်းလေပဲဒါကြောင့်မလို့ဆရာမကကြွားခိုင်းတာနော်အဲ့တော့ဆရာမနဲ့အပြင်တွေ့ကျင်တဲ့သူလေးတွေနော်ဒီဗာလဲဆိုရင်ဒီမကွေးမှာဆိုရင်တွေ့လို့ရတယ်ဆလင်းမှာဆိုရင်ချက်ချင်းတွေ့လို့ရတယ်မကွေးနဲ့ဆလင်းကချက်ချင်းတွေ့လို့ရတယ်399256458528မှာဆက်သွယ်ပြီးတော့ booking ယူလို့ရပါပြီအဲ့တော့ဒီတဦးကိုဒီ10လပိုင်းကတော့3သိန်းနဲ့ရသေးတယ်17လပိုင်းမှာတွေ့မဲ့သူတွေကเนาะဒီဘယ်လိုဖြစ်သွားမလဲ3သိန်းဖြစ်သွားမယ်အဲ့တော့ဆရာမနဲ့ဘာကြောင့်အပြင်တွေ့တာလဲဆိုတော့ abandon life ပြည်စုံကြွယ်ဝလိုတာရတဲ့ဘဝကိုတိဆောက်ခြင်းနဲ့ဆိုရင်ဆရာမနဲ့လက်တွဲပါလို့เนาะပျော်ရွှင်ခြင်းတွေကြွယ်ဝခြင်းတွေဖြစ်လာဖို့အတွက်เนาะအပြင်မှာတွေ့ဆုံကြစို့ Happy beautiful day Oh my god